အမဖြစ်သူ၏ကလေးကိုကလေးထိန်းကအခြားကလေးနှင့်လဲလှယ်ခဲ့သည်ကိုမိန်းကလေးငယ်တဦးကမတော်တဆတွေ့ရှိခဲ့သည်ကလေး၏ဒေါ်လေးဖြစ်သူအနေဖြင့်သူမသည်အမှန်တရားကိုချက်ချင်းမဖော်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်ကလေးထိန်းကစောင့်ကြည့်ရေးကင်မရာမှတ်တမ်းများကိုဖျက်ဆီးရန်စောင့်ဆိုင်ပြီးနောက်ကလေးနှစ်ဦးကိုမတိမတာသူတို့၏မူလနေရာသို့ပြန်ပို့ခဲ့သည်နောက်တစ်နေ့မနက်တွင်ကလေးထိန်းသည်ဆေးရုံမှကလေးတဦးကိုပိုက်၍ထွက်ခွာသွားသောအခါသူမသည်ချမ်းသာသောမိသားစုမှကလေးကိုခိုးယူနိုင်ခဲ့ပြီဟုထင်မှတ်ကာသူမသည်မိမိ၏ကလေးကိုတွန်းလဲထဲတွင်ထားခဲ့ပြီးစီးစိမ်ဥစ္စာပြည့်စုံသောဘဝကိုရရှိစေရန်မျှော်လင့်ခဲ့သည်သို့သောဆေးရုံမှထွက်ခွာသွားသောအခါသူမသည်မိမိ၏သမီးရင်းဖြစ်မှန်းမသိဘဲကလေးကိုကလေးကုန်သည်များထံရောင်းချခဲ့သည်နောက်ပိုင်း18နှစ်အတွင်းချမ်းသာသောမိသားစုမှသမီးသည်မိဘအရင်းများနှင့်အတူကြီးပြင်းလာပြီးဒေါ်လေးဖြစ်သူနှင့်အလွန်ရင်းနှီးသောဆက်ဆံရေးကိုထိန်းသိမ်းခဲ့သည်ကလေးချင်းလဲလှယ်မှုအဖြစ်အပျက်ကိုမှတ်ဉာဏ်ဝေဝါးနေသောဒေါ်လေးဖြစ်သူသည်ကလေးထိန်းစီစဉ်ခဲ့သောကလေးချင်းလဲလှယ်မှုအကြောင်းကိုဘယ်တော့မှမဖော်ထုတ်ခဲ့ပေတနေ့ဒေါ်လေးဖြစ်သူပြည်ပသို့ပညာသင်ရန်ထွက်ခွာတော့မည်ဖြစ်ရာအမျိုးသမီးငယ်တဦးသည်သူတို့အိမ်သို့လာရောက်ပြီးမိမိသည်ထိုမိသားစု၏အမှန်တကယ်သမီးအရင်းဖြစ်ကြောင်းပြောကြားခဲ့သည်မိဘနှစ်ပါးကသူမကိုမယုံကြည်ခဲ့ကြပေအဘဲကြောင့်ဆိုသောသူတို့တွင်18နှစ်အတွင်းသမီးတဦးသာရှိခဲ့ဘူးသောကြောင့်ဖြစ်သည်သို့သောအမျိုးသမီးငယ်သည်သူတို့၏လက်ရှိသမီးသည်မဟုတ်မှန်ကြောင်းပြသသည့်ဗီဒီယိုမှတ်တမ်းများထောက်ထားများကိုတင်ပြခဲ့သည်ဗီဒီယိုများကိုကြည့်ရှုပြီးနောက်စုံတွဲသည်သူတို့၏သမီးကိုကလေးထိန်းမှလဲလှယ်ခဲ့ကြောင်းနားလည်ခဲ့ကြသည်သူတို့သည်အမျိုးသမီးငယ်ကိုလက်ခံပြီးသူတို့၏အိမ်သို့ကြိုဆိုခဲ့ကြကာသူမကြုံတွေ့ခဲ့ရသောခက်ခဲကြမ်းတမ်းမှုများအကြောင်းကိုနားထောင်ခဲ့ကြသည်သူမ၏အဖြစ်အပျက်ကြောင့်စိတ်ထိခိုက်ခဲ့ရပြီးသူတို့သည်ဆုံးရှုံးခဲ့ရသောချစ်ချင်းမြတ်တာကိုပြန်လည်ပေးဆက်ရန်ကြိုးစားခဲ့ကြကာသူမကိုသူတို့၏ဗီလာတွင်နေရာပေးခဲ့ပြီးသူတို့၏သမီးနှင့်အကြောင်းတူတူတက်ရောက်ရန်စီးရင်သွင်းပေးခဲ့ကြသည်အမှန်တကယ်သမီးဖြစ်သူသည်မိမိ၏မိသားစုတွင်ပြင်ပလူတဦးကဲ့သို့ခံစားရကာအခြေအနေကိုတိတ်တဆိတ်လက်ခံရမည်ဖြစ်သည်ပြင်ပမှရောက်လာပြီးနောက်သူမသည်သူမကိုအိမ်အကူတဦးကဲ့သို့ပြုစုဆောက်ရှောက်ရသည်မိဘများသည်မိမိတို့၏အဖြစ်ကြောင့်မျက်စိလဲနေကြပြီးချစ်ချင်းမြတ်တာအားလုံးကိုဤအသေးရောက်လာသူအားပေးအပ်ခဲ့ကြသည်ပြင်ပမှရောက်လာသူသည်မိမိနှင့်ထိုက်တန်သောချစ်ချင်းမြတ်တာနှင့်အတကိုခိုးယူသည်ဟုဆွဆွဲကာအဆက်မပြတ်စကားလုံးများဖြင့်အနိုင်ကျင့်ခြင်းဖြင့်တရားဝင်သမီးကိုမောင်းထုတ်ရန်ကြိုးစားခဲ့သည်သူမသည်မိခင်မှပေးသောအဝတ်သစ်များကိုပြသခဲ့ပြီးမိမိနှင့်ထိုက်တန်သောချစ်ချင်းမြတ်တာနှင့်အတကိုခိုးယူသည်ဟုသမီးကိုဆွဆွဲခဲ့သည်တနေ့မိခင်၏ခြေတံကိုကြားသောအခါပြင်ပမှရောက်လာသူသည်မတော်တဆခွက်ကိုခွဲလိုက်ပြီးအမှန်တကယ်သမီးကသူမကိုတိုက်ခိုက်သည်ဟုဆွဆွဲခဲ့သည်မိခင်သည်အလွန်ဒေါသထွက်ကာသူမကိုပြင်းပြင်းထန်ထန်စူပူချိန်မောင်းခဲ့ပြီးဖခင်သည်အမျက်ဒေါသကြောင့်သမီးကိုရိုက်နှက်ခဲ့သည်သူမကိုရခင်ကမြည်သည့်အခါမှမဆက်ဆံခဲ့ဘူးသောသူသည်သူမသည်သူတို့၏သမီးရင်းမဟုတ်ကြောင်းသိရှိသောအခါသဘောထားပြောင်းလဲခဲ့သည်ပြင်ပမှရောက်လာသူ၏မူသားကိုယုံကြည်သောမိခင်သည်မိမိ၏သမီးကိုအပြစ်ဒဏ်အဖြစ်မိဖို့ချောင်းတွင်ဒူးထောက်ခိုင်းခဲ့သည်ထိုအချိန်တွင်ကျောင်းဆရာတဦးသည်အိမ်သို့လာရောက်ပြီးကျောင်း၏ငွေကိုခိုးယူသည်ဟုသမီးကိုဆွဆွဲခဲ့သည်အမျက်ထွက်နေသောမိဘများသည်ပောက်ကွဲခဲ့ကြသည်သမီးသည်မိမိ၏အပြစ်ကင်းကြောင်းညှင်းဆိုတော်လဲသူမ၏အိတ်ထဲတွင်ငွေပမာဏများကိုတကယ်တမ်းတွေ့ရှိခဲ့သည်ထို့နောက်ပြင်ပမှရောက်လာသူသည်တနာကယူနာကိုဟန်ဆောင်ကာသမီးကိုဝန်ခံရန်တိုက်တွန်းခဲ့သည်သမီးသည်ပြင်ပမှရောက်လာသူကသူမကိုထောင်ချောက်ဆင်ရန်သူမ၏အိတ်ထဲတွင်ငွေထည့်ခဲ့ကြောင်းနားလည်ခဲ့သည်ထို့အရာကိုပင်အမှန်တရားသည်လက်လန်းမိနိုင်ခြင်းမရှိခဲ့ပေဆရာသည်စောင့်ကြည့်ရေးရုပ်ပုံများကိုပြသခဲ့ပြီးသမီးသည်မိမိ၏အိတ်ထဲတွင်ငွေထည့်နေသည်ကိုပြသခဲ့သည်စိတ်ပြက်လက်ပြက်ဖြစ်ကာခုခံရန်အထောက်အထားမရှိသောကြောင့်သူမသည်မိဘများမှညှင်းပယ်ခံခဲ့ရပြီးတောင်းပန်ရန်နှင့်အိမ်မှထွက်ခွာရန်အမိန့်ပေးခဲ့သည်ထိုအချိန်တွင်ဒေါ်လေးဖြစ်သူပြည်ပမှပြန်လာခဲ့သည့်အခြေအနေကိုတွေ့ရှိပြီးနောက်သူမသည်မိမိ၏ဆွေမျိုးများကိုမေးမြန်းခဲ့ပြီးအရာအလုံးသည်အမှားယွင်းတစ်ခုအပေါ်အခြေခံကြောင်းလျင်မြန်စွာနားလည်ခဲ့သည်ထို့နောက်သူမသည်အမှန်တရားကိုဖော်ထုတ်ခဲ့သည်18နှစ်အကြာကကလေးထင်းကကလေးချင်းလဲလှယ်သည်ကိုသူမမြင်ခဲ့ပြီးထိုအမှုကိုလျှို့ဝှက်စွာပြင်ဆင်ခဲ့သည်ထို့ကြောင့်မတရားစွာညှင်းပယ်ခံရသောသမီးသည်သူတို့၏အမှန်တကယ်သမီးရင်းဖြစ်သည်